ဂေါရမမြတ်စွာဘုရားရွှေကုံစေတော်မြောက်ဖက်မုတ်အာယုံကန်တစောင်းတော်ကြီးအတွင်းရှိကန္နဂုရီတိုက်တော်မှာတရင်သုံးတော်မူသောဂေါရမမြတ်စွာဘုရားသည်ရွှေငွေကြီးခဲတတ္ထု၅မျိုးတို့ဖြင့်ပေါင်းဆက်သွန်းလုပ်ထားသောပြင်စလောဟာရုပ်ပွားတော်ဖြစ်ပါတယ်အဲဒီရုပ်ပွားတော်ကိုကုန်းမောင်မင်းဆက်တစ်ပါးဖြစ်သောစင်ကူမင်းကဘောဇာတက္ကရာ1140ခုနှစ်မှာလှူဒန်းခဲ့ခြင်းဖြစ်ပါတယ်။ဘူမိဖတ်တမူရာအမျိုးအစားဖြစ်ပါတယ်။တဖုဒ္ဒနဲ့ဗလိကညီနောင်နှစ်ပါးကိုဂေါရမဘုရားရှင်ကစံတော်ရှစ်စုချီးမြှင့်ပြီးနောက်အဆိုပါစံတော်တွေကိုညီနောင်နှစ်ယောက်ကဥက္ကလပမင်းကြီးအားဆက်တရာမှာရွှေတကုံစေတော်တည်ထားခဲ့ကြခြင်းဖြစ်ပါတယ်။ရွှေတကုံဌာပနာတိုက်တော်၌ဂေါရမမြတ်စွာဘုရား၏စံတော်ရှစ်စုကိုဌာပနာထားပါတယ်